ဒီနေပြည်တော်စေယုံကတက်ထိန်လို့ပြောတယ်ဒီမှာ तू ကိုထိန်နဲ့ MP ဆိုပြီးတော့မှနော်တကယ်တမ်းပြောရင် तू ကကျွန်တော်ကိုပြောရမှာအကိုကြီးတက်မတော်ချစ်တယ် तू ကနှုတ်ကြောင်သေးမယ်လို့ဘာလို့ညာလို့အဲ့ဒါတွေကျွန်တော်မကြောက်လို့လုပ်တာအဲ့ဒါကိုကျွန်တော်ကစစ်တပ်ကိုလှူပြီးတော့မှသူရဲကောင်းလုပ်နေတဲ့ပုံစံမျိုးဟာကျွန်တော်ဘဝသွားပြီပေါ့ဗျာကျွန်တော်တက်မတော်နဲ့တက်မတော်သားမိသားစုကိုချစ်တာဟမ်သုံးဘူးကျွန်တော်မိမကို तू ဘာပြောလိုက်တာလဲဆိုတော့စောဘုံရေးမိမဖာခံပြီးတော့ပေးထားတဲ့လာစာယူထားတာမဟုတ်ဘူးတဲ့ဒါဆိုရင်တက်မတော်တက်ထိန်တယောက်အနေနဲ့စီယုံထဲမှာတယောက်အနေနဲ့က तू စဉ်းစားရမှာကသူတို့လာမှန်းတာလေကိုစောဘုံရေးကငါတို့ရဲ့တက်မတော်သားတွေနဲ့အတူတူပူးပေါင်းပြီးတော့မှတိုင်းပြည်ချစ်စိတ်နိုင်ငံချစ်စိတ်နဲ့ငါတို့အခြေခံစစ်တီမိသားစုတွေနဲ့ तू တက်နိုင်တဲ့ဘက်ကနေ तू လှုပ်ပေးနေတာအဲ့တော့ကိုစောဘုံရင်ဒီတာမန်အရသားဖြစ်တဲ့အတွက်ငါတို့စစ်သားတွေကို तू အဲ့လိုလုပ်ပိုင်ခွင့်မရှိဘူး तू ကိုယ်တိုင်လည်းသိတယ်ဆိုတဲ့အဖြေပဲ तू ကပေးရမှာအဲ့တော့ဇောသူ့မဲ့မှာသွားကြည့်နော်ဒီမှာ तू ကဟွာ like 6 သိန်းရှိတယ် follow လုပ် तू က4 သိန်း 2000ရှိတယ် follow ထားတာ तू က26ကိုသိန်း MB တဲ့နော် तू ကအဲ့တော့ तू ကတောင်းလျှောက်ပြန်တာပြန်တဲ့တဲမှာလေကျွန်တော်နာမည်တွေနဲ့ကြီးပဲသွားမှတ်တဲ့လူကို तू ကပြန်တယ်ကဲအခုဒီစေယုံထဲမှာဆိုတဲ့တက်ထိန်ပေါ့နော် तू အဆင့်လဲကျွန်တော်မသိကျွန်တော်တောင်းမလို့မနေ့ကညီလေးလို့မေးရကိုပန်နိုင်မဲ့ရဲ့အဆင့်အမြည်ရဲ့လေတစ်ချက်လောက်ပြောပါလို့ပြောပါဆိုတာကျွန်တော်ကသိရင်ဒီမှာကျွန်တော်ပြုံးလို့မှလည်းတက်ထိန်ရှိတယ်အကိုကြီး तू ကဘာတူလဲဒီလိုမျိုးတော့လွဲမားနေလို့ကျွန်တော်ပြောမလို့ကျွန်တော်အကောင့်ကတော့မနေ့ကကျသွားတယ်ကျွန်တော်အကောင့်ကျသွားလို့အဲ့တော့ကြတော့ तू ပြောတာကိုကျွန်တော်စိတ်မကောင်းဖြစ်တာ तू ကကျွန်တော်ကိုတောင်းချောက်စော်ကားပလိုက်တယ်ဒါတဲ့ပြောတာကျွန်တော်ကားတဲ့စစ်တပ်ကိုလူမနာမည်ကြီးလာတဲ့ခေါင်းတဲ့နံပါတ်1အချက်နော်ဘာဆောက်ရည်ချင်းမှရှိတဲ့ကောင်မဟုတ်ဘူးတဲ့ဘောင်းလေးကြော်လာတာတဲ့ဟာ तू ပြောလိုက်တဲ့စကားပေါ့ तू ကတက်မတော်တက်ထိန်ပေါ့နော်နေပြီးတော့ तू စေယုံနဲ့တက်ထိန်လို့တော့ပြောတယ်ဘောင်းလေးမဟုတ်ဒါသူ့အဖြစ်ပြောနေတာမဟုတ်ဘူး तू ကတဲ့ဘာဆောက်ခုဆက်ရမှာလဲတဲ့အဲ့လိုကောင်မျိုးကိုတဲ့ငါတို့ကနိုင်ငံတော်တရားဝင်တာဝန်ထမ်းဆောင်နေတဲ့ကောင်တွေတဲ့ကျွန်တော်မိမလာသာပေးထားပါတယ်လေသူ့လည်းမပြောဘူးကျွန်တော်မိမဆိုလဲနိုင်ငံရေးလည်းမသိဘူးကျွန်တော်နဲ့တော့ဒီနိုင်ငံရေးလို့တော့ကွဲမလို့ကျွန်တော်နဲ့ကလေးနှစ်ယောက်နဲ့ကွဲမလို့တော်တော်ကိုညှိနှိုင်းထားရတာနော် तू ကတရုတ်ပြည်ရွှေလီထဲမှာကြောက်ရောင်းတာနော်ကွဲမလို့ဖြစ်ထားတဲ့မိသားစုနောက်တစ်ခုကဒီခု2021ဖေဖော်ဝါရီလ1ရက်နေ့အခင်းကြီးထဲမှာစစ်တပ်ကိုပေါ်တင်ထောက်ခံပြီးတော့မှဒီလိုရုပ်လုံးထွက်ပြပြီးတော့မှနေတာကကျွန်တော်နာမည်ကြီးကျင်လို့လားနော်တိုက်တက်ထင်းပြောလိုက်တဲ့ပုံက